အင်္ဂလိပ်စာမတတ်သင့်ဘူးလားတတ်သင့်တယ်ဘိုလ်ချုပ်အောင်ဆန်းပြောသလိုအင်္ဂလိပ်စာဘာကြောင့်တတ်သင့်လို့ဆိုအင်္ဂလိပ်ကဗမာလိုဆဲရင်နားမလည်ဘူးကွာအင်္ဂလိပ်လိုဆဲမှနားလည်တယ်ဒါကြောင့်မလို့အင်္ဂလိပ်ကိုဆဲဖို့ငါတို့အင်္ဂလိပ်စာသင်ရမယ်ဒါနားလည်အောင်ပြောတာနားလည်အောင်ပြောတာအဲ့တော့ရည်ရွယ်ချက်ကဘာလို့ဆိုရင်သူတို့ဘာတွေလုပ်တယ်ဘာတွေရေးထားတယ်သူတို့အကြောင်းကိုသိအောင်အင်္ဂလိပ်လိုသင်သင့်တယ်အင်္ဂလိပ်လိုတွေမဟုတ်ဘူးတခြားဘာသာစကားတွေလည်းသင်သင့်တယ်ရည်ရွယ်ချက်ကအမြတ်တနိုးထားဖို့သင်တာမဟုတ်ဘူးဒီကနေ့ခေတ်မှာမြန်မာမိသားစုတွေတောင်မှအင်္ဂလိပ်စာတတ်မှဒီလူရဝင်နေဆိုပြီးဒီကနေ့ခေတ်မှာတော့ international ကျောင်းတွေထားတယ်ဗမာစကားမပြောတတ်ခင်အမေအဖေခေါ်ရရုံလေးကလေးလေးတွေကိုမာသာဖာသာလောက်ပလိုက်တယ်နော်ဒက်ဒီတို့မာမီတို့ဖြစ်ကုန်တယ်ကောင်းသလားဘယ်ကောင်းမလဲနော်ကိုယ်ဘာသာစကားအတိုင်းမိမိဖေဖေပဲသင်ပေးပေါ့ဘာလို့ဒက်ဒီဖြစ်ရမလဲနော်ဒက်ဒီတို့မာမီတို့ခေါ်ရင်ဟုတ်တယ်လို့ထင်နေကြဗျာအဲ့ဒါကျွန်းဖြစ်တဲ့ဘဝကရလာတဲ့အမွေအနှစ်တွေပဲပေါ့ဒါတွေကသတိထားရမယ့်အချက်တွေပေါ့နော်အင်္ဂလိပ်လိုမသင်ရဘူးမဟုတ်သင်အခုဆိုလို့ရှိရင်ဗမာကလေးတွေကဗမာစကားမတတ်တော့ပဲနဲ့အောက်ကလေးအားဆိုတာမျိုးတွေဖြစ်ကုန်ကိုမူရင်းဖြစ်တဲ့ဗမာစကားမတတ်တော့ဘူးအင်္ဂလိပ်လိုပြောမှတတ်တဲ့ဆိုတာဒါကောင်းတဲ့အနေထားမဟုတ်ဘူးတချို့မိဘတွေကကျင့်တတ်နေတယ်ဘုန်းကြီးတို့အမေရိကမှာနေတော့ကဒီဗမာတကာကြီးတယောက်ပြောဦးတယ်သူ့သားတွေဒါတော့12နှစ်13နှစ်လောက်မှရန်ကုန်ကသူ့သားတွေကိုအမေရိကန်ကိုခေါ်ယူလိုက်တယ်ခေါ်ယူလိုက်တဲ့အခါဟိုရောက်တဲ့အခါဒီကောင်တွေကအမေရိကန်အစိတ်ဝင်သွားတဲ့အခါသူပြောလို့ဆိုလို့မရဘူးအဲ့ကြတော့မှသူညီးတယ်သူတို့ခေါ်မိတာမှားလိုက်တာဗျာလူကြတဲ့ပြောမကောင်းတဲ့စကားပြောလိုက်သေးတယ်မပြောတော့ပါဘူးနော်တွေးတာကြည့်တော့လူကြတဲ့ပြောလို့မကောင်းတဲ့စကားနဲ့ပြောလိုက်တယ်အဲ့ဒါလို့ဘဝဗမာပြည်မှာကြည့်အမေရိကရောက်နေတဲ့ဗမာမိသားစုတသိန်းရှိတယ်ဆိုရင်အဲ့ဒီတသိန်းကမွေးထားတဲ့ကလေးတွေဟာအနည်းဆုံးတသိန်းရှိမယ်အဲ့ဒီကလေးတွေကဗမာစကားတတ်တော်လားဆိုမတတ်တော့ဘူးဗမာလိုပြောလို့မရတော့ဒါကြောင့်မို့တခါကြီးတယောက်ကရှောက်ဖူးတယ်ရှင်ဘုရားအင်္ဂလိပ်လိုဟောပေးပါဒီကလေးတွေကဘာမှမတတ်တော့ဘူးဗမာလိုပြောလို့နားမလည်လို့ပါဆိုသူတို့မေးကြည့်လိုက်တော့မင်းတို့ဘာလို့မျိုးလို့ဆိုဗမာစကားသိလားဆိုမသိဘူးကဲအဲ့ဒါဟာဆုံးရှုံးမှုပဲပေါ့ဗမာကအင်္ဂလိပ်လုံးလို့မှမရတာဗမာဟာဗမာပဲလေဒီရင်ပြောင်းလို့မှမရတာအင်္ဂလိပ်လိုပြောင်းရင်အင်္ဂလိပ်ကလည်းလက်မခံဘူးလူတွေကထင်နေကြတာအင်္ဂလိပ်စာဘလောက်တော်နေအင်္ဂလိပ်ကဗမာဟာဗမာပဲလေအမေရိကမှာဆိုရင်မကြတကြဟိုမှာဘနာနာတွေလာနေပြီလို့ပြောတာအာရှသားတွေကိုဘနာနာလို့ခေါ်တယ်ဘနာနာဆိုတာငပြောသီးတွေလာနေပြီလို့ပြောတာအာရှလူတွေကိုငပြောသီးလို့ခေါ်တယ်ဘာကြောင့်ခေါ်တယ်ထင်တော့ငပြောသီးဆိုတာသူတို့စီမှာစားတဲ့ငပြောသီးကအခွန်ဝါတယ်အာရှသားတွေကအတဝလူမျိုးနော် yellow skin ဆိုတာအတွင်းထဲကအခွန်ဝါပြီးမဲ့အတွင်းထဲကဖြူနေတယ်အဲ့တော့သူတို့ပြောချင်တဲ့အဓိပ္ပာယ်ကဘိုးစိတ်ပေါက်နေတဲ့အခွန်ဝါတွေလို့ပြောတာနော်အဖြူစိတ်ပေါက်နေတယ်အတွင်းထဲကဖြူရောင်ဆိုတော့အဖြူစိတ်ပေါက်နေအဖြူစိတ်ပေါက်နေတဲ့လူဝါတွေလို့ပြောချင်တာပေါ့အဲ့ဒါကောင်းတဲ့ဟာမဟုတ်ဘူးချီးမွမ်းတာမဟုတ်ဘူးပဏာနာလို့ပြောခံရတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ပညာဆိုတာတော့သူများတဲ့တောင်းသိသို့တော့ကိုဘဝကိုတန်မိုးကိုသမိုင်းကိုရဲ့တန်မိုးကိုသိရှိနားလည်ဖို့လိုတယ်ကိုရဲ့သမိုင်းတွေကိုမေးပြီးတော့ကိုရဲ့တန်မိုးကိုမသိတော့ဘူးဆိုရင်ဒါတစ်ခါရောက်တာ